သားရဲ့အလောင်းကိုမကောက်နိုင်ခဲ့ဘူး။ငါဝမ်းနဲ့နေကြမလို့သားကောင်းမိခင်ကဖြစ်ရမယ်။ဘာမှစိတ်အားမငယ်နဲ့ ကဲဆိုလို့ရှိရင်ဒေါ်အောင်ဆန်းစုကြည်ကနိုင်ငံရေးကိုမကျွမ်းကျင်တာလည်းပါတယ် လူဖြစ်နေတဲ့တားနဲ့တာမန်လူဒန်းစားနဲ့မညီပဲနဲ့နိုင်ညနေတဲ့ဘဝအဝတ်ကျွေးခံနေရတယ် မင်္ဂလာပါဦးတော်တို့နဲ့တငယ်ချင်းတို့ရေဒီမယ်နော်အထရာကိုဆက်ကျမသားလေးကြာဆုံးသွားတဲ့နောက်ပိုင်းမှာဒီစစ်မိတ်စာတွေနဲ့ကျမတို့တိုက်ပွဲဝင်တဲ့အချိန်မှာကျမသားလေးကြာသွားတယ်။ဘာလို့ကြာသွားတာလဲလို့ပထမတော့ကျမမျက်ရည်ကျတယ်။နောက်ဘာလို့ကြာသွားလဲဆိုပြီးကျမစဉ်းစားတဲ့အချိန်မှာငါတို့ဘက်မှာလက်နဲ့ခင်းမပြည့်စုံလို့ကျမတို့ကကျမသားဒီလိုဖြစ်သွားခဲ့တယ်။နော်ကျမဝမ်းနေခဲ့တယ်ပထမနောက်တော့ငါဝမ်းနဲ့နေကြမလို့ငါဟာသားကောင်းမိခင်ကဖြစ်ရမယ်ဆိုတဲ့စန္ဒနဲ့အားတင်းခဲ့တယ်ကျမရဲ့သားရဲ့အလောင်းကိုမကောက်နိုင်ခဲ့ဘူးကျမတို့မှနောက်ကစစ်ကြောင်းလိုက်လို့ကျမတို့ရှေ့ကပြေးခဲ့ရတယ်အသက်လူပြီးတော့နောက်တနေ့မှကျမတို့ကောက်ပြီးတော့ကျမတို့တကြိုခဲ့ရတယ်ဒါမဲ့သားရဲ့တကြိုတဲ့ဟာကိုကျမမမြင်ခဲ့အောင်ကျမတို့ပုံအောင်နေရတဲ့အတွက်ကျမလိုပဲကြံတဲ့ရဲဘော်တွေကြာဆုံးတဲ့မိဘတွေလည်းကျမလိုအဖြစ်မျိုးဖြစ်ကြမှာပဲဘာမှစိတ်အားမငယ်နဲ့ကျမတို့သားသမီးတွေသည်ပြည်သူတွေအတွက်သူတို့ဟာတက်ဆွန်ဆန်ပြတိုက်ခိုက်သွားတာကျမအဲ့လိုပဲကျမစိတ်ထဲမှာတွေးတယ်ကျမသားကိုလွမ်းတဲ့စိတ်နဲ့မျက်ရည်ကျရင်ငါသားဟာကောင်းသောသွားခြင်းဒီစစ်မိတ်စာတွေကိုပြည်သူတွေကာကွယ်တဲ့အနေနဲ့တိုက်ခိုက်ရင်ကြာဆုံးသွားတယ်ဆိုတော့အသိစိတ်နဲ့ကျမအားအင်ကိုကျမအန်ခဲ့ပြီးကျမမျက်ရည်မကျဘူးကျမအခုနောင်ရဲဘော်တွေကအသက်ပြေးသွားပြီးတော့ဒီလိုတိုက်ခိုက်သွားတဲ့အတွက်မိဘတွေလည်းကျမလိုပဲခံစားရမှာအခုတိုက်ပွဲဝင်တဲ့ရဲဘော်တွေကိုလည်းဒီလိုမဖြစ်အောင်မိဘပြည်သူအပေါင်းကျမတို့ကတတ်နိုင်တဲ့၍ကူညီပြီးတော့လှူစေခြင်းနဲ့ကျမတို့သားသမီးတိုက်ပွဲဝင်ရတဲ့အချိန်မှာခွေးတွေကိုနိုင်ငံကြီးကမှကြီးကုန်းသွားလို့နောက်ဆုတ်ခဲ့ရတဲ့အဖြစ်တွေကအများကြီးရှိခဲ့တယ်။လက်နဲ့ခမ်းမီးကြောင့်မပြည့်စုံလို့ကြီးကုန်းသွားလို့နောက်ဒီအောင်နိုင်ရတဲ့နဲ့နောက်ဆုတ်ခဲ့ရတဲ့အခါပေါင်းကလည်းမရေတွက်နိုင်ဘူး။ကျမတို့ကပြည်သူကပေးမှဒီကြီးစံကိုဝင်ရတာနော်အဲ့ဒီစံလုံလောက်လို့ရှိရင်ကျမတို့ရဲဘော်ရအသက်ပေးထားတာပြည်သူတွေလည်းအနည်းနဲ့အများတော့သိစေခြင်းနဲ့တလားကိုသူတို့အတက်နိုင်ဆုံး300-400လေးကိုကူလို့ရှိရင်300-400လေးကူတောင်မှပဲလူပေါင်းများလာလို့ရှိရင်ဒီတော်နိုင်ရအောင်မြင်တယ်ကျမသားလို့အဖြစ်မျိုးလည်းမဖြစ်ဘူးနောက်တိုက်ပွဲဝင်တဲ့ရဲဘော်တွေလည်းပြည့်စုံနဲ့ဆိုတော့ဒီဟာအောင်းကိုအောင်မယ်ကျမအဲ့တန်လေးကကျမချတယ် ကဲဆိုလို့ရှိရင်ဒေါ်အောင်ဆန်းစုကြည်ကနိုင်ငံရေးကိုမကျွမ်းကျင်တာလည်းပါတယ်နော်ဒေါ်အောင်ဆန်းစုကြည်ကိုနိုင်ငံရေးကိုမကျွမ်းကျင်တာလည်းပါတယ် ဟုတ်တယ်ဒေါ်အောင်ဆန်းစုကြည်ကနိုင်ငံရေးမကျွမ်းကျင်တာဘာဖြစ်လို့လဲနိုင်ငံရေးကျွမ်းကျင်လို့ချင်းကြီးတဲ့ချမ်းသာပြီးတော့ဘီလီယံနာကြီးဖြစ်ကမှာလေမြန်မာပြည်မှာနိုင်ငံရေးဆိုတာအဲ့လိုချမ်းသာတာဟုတ်တယ်မလားညီတို့စစ်ဘုံရုပ်တွေကြည့်လိုက်လေကြီးတဲ့ချမ်းသာနေတာနိုင်ငံရေးကျွမ်းကျင်လို့ဟုတ်တယ်မလားဒေါ်အောင်ဆန်းစုကြည်ကကုန်းဆုံးဆိုင်လောင်မရှိတာဟမ်နိုင်ငံရေးမကျွမ်းကျင်လို့နင်ပြောတာမှန်တယ်သိလားနော် ဒေါ်အောင်ဆန်းစုကြည်ကတကယ်နိုင်ငံရေးကိုကျွမ်းကျင်မယ်ဆိုရင်နော်လူထုကိုလည်းသွေးကြောင်မစီအောင်မုံမပွားအောင်လုပ်မယ်ဆိုလို့ရှိရင်နော်စစ်အစိုးရနဲ့ညှိနိုင်လေးပေါ့နော် မဟုတ်စစ်အစိုးရနဲ့ညှိနိုင်ဆိုရအောင်စစ်တပ်ကတိုင်းပြည်အုပ်ချုပ်တဲ့စောက်လုံးနဲ့ဘာဆိုင်လဲဟမ်တောစည်းဘွဲ့မြောက်လို့ပြီးတော့ဂျုံမာဂျိုဒါတာမယာလေးစားပြီးတော့မွေးလာတဲ့ရုပ်နဲ့ဟမ်ကောင်မငါပြောရင်မကောင်နစ်ဆက်ခွက်ကနေရတဲ့ဒေါ်အောင်ဆန်းစုကြည်ကိုနိုင်ငံရေးနားမလဲပြောအောင်
နစ်ဆောက်ွက်နေမှန်တဲ့ပြန်ကြည့်ကိုဖေတရားမရဲ့ငါဟမ်နင်တို့ဘက်ကရက်ကွက်ကဟာထွက်လာလိုက်အဲ့လိုဟိုမီးလိုက်ဖင်ဆောင်ပေါက်လို့ပဲစားတယ်ကြီးပဲငါတခါမဟုတ်ရုပ်ကိုကဲ့ရည်တာမဟုတ်ဘူးရုပ်နဲ့စိတ်နဲ့လိုက်လို့ပြောတာငါတို့လည်းရုပ်ချောတယ်ရုပ်မဟုတ်ပါဘူးဒါပေမဲ့စောက်ကြည့်ရလေနင်တို့လိုအောက်တန်းသားစိတ်တဲ့ငါတို့ဘက်ချမ်းမှာမရှိတဲ့လောက်ရှားတယ်အေးတကောင်တလေစုံပြီးတော့ရှိရင်ရှိလိမ့်မယ်မရှိဘူးလို့တော့မပြောရဲဘူး ဟိုဒီအစင်ဥပဒေတွေဖြတ်เสียမလို့ဘူးလေနော်ဟုတ်တယ်မလားပြီးလို့ရှိရင်ဒီ မဟုတ်ငါမေးပါဦးမယ်အမေရိကန်နိုင်ငံမှာအဲ့စင်းဥပဒေနဲ့အဲ့လိုလိုက်စစ်လားထိုင်းနိုင်ငံမှာအဲ့စင်းတိုင်ရတယ်နင်တို့လိုမျိုးတိမ်နဲ့တိမ်စင်းစစ်ပနက်နဲ့သူများအိတ်နေတဲ့မိန်းကလေးသားမျိုးသူမျိုးချင်အောင်တက်ပြီးတော့စစ်သားတွေတက်လှန်တာနင်တို့တွေကလေတကယ်ပေါက်လို့ပဲစားတယ်ဘာကိုမှလည်းမလေးလာဘူးအပေါ်ကဘာလှုပ်လို့ဟုတ်ပါဘေးမှန်ပါဘေးလောက်ကိုနင်တို့အော်ရှင်တာနင်တို့ကကြည့်ပြန်တော့လေလူရုပ်ပေါက်တော့ကောင်းမရှိဘူးဟမ် ဒီနေဆက်ဂိတ်တွေနော်ဥပဒေနော်ဖြတ်သိမ်းเสียမလို့ဘူးလေဟုတ်တယ်မလားကိုအမိမြန်မာနိုင်ငံလုံးကြုံရင်ဖြတ်သိမ်းเสียမလို့ဘူးလေဟုတ်တယ်ဟုတ် ဂျာဘူးနာဝါရှိတာတွေပြောဟောဒီကောင်မဒါကြောင့်မလို့ဒီရဲ့ online ပေါ်မှာတွေ့နေရတာ哦ဟမ်ရုပ်ကိုကြည့်ပြန်တော့ဟုတ်တယ်ဂျိုရမြောက်လိုပြီးတမန်ဒီစားလာရုပ်နဲ့မှာဟမ် အဲ့တော့ခါကြတော့ဒေါ်အောင်ဆန်းစုကြည်ကနိုင်ငံရေးကိုမကျွမ်းကျင်တဲ့ခါကြတော့ပြီးရင်ဒေါ်အောင်ဆန်းစုကြည်နာမှာနေတဲ့သူတွေကလည်းမှန်ကန်နိုင်ငံရေးကို ငါပါမျက်ခုံးလိုက်ပြီးတော့အကျော်ဆွဲတော့မှာတူကြည့်ဦးနဲ့ဟမ် နော်ငါလူမျိုးငါနိုင်ငံအတွက်ဆိုပြီးတော့မှမှန်ကန်လမ်းကြောင်းမပြတဲ့အတွက်ဒေါ်အောင်ဆန်းစုကြည်ကလည်းလမ်းလွဲရတာပဲနော် ဒေါ်အောင်ဆန်းစုကြည်ကလမ်းလွဲတာပြဿနာမရှိဘူးနင်ကြိုးမလွဲဘူးလို့လေတိလားဒေါ်အောင်ဆန်းစုကြည်လမ်းလွဲတာပြဿနာမရှိဘူးနင်ကြိုးလွဲမှစိတ်ုံတွေပါရောက်ကြောမကောင်းဖြစ်မှာအဲ့တော့နော်ကြိုးတွေပါမလွဲစေနဲ့တိလားသူများလမ်းလွဲတာကိုမပြောနိုင်ဘူးလောလောဆယ်နင်ကြိုးမလွဲဘူးအရင်လုပ်တိလား နိုင်ငံရေးထဲမှာဆိုတာနော်135မျိုးသောသူတွေပဲနော်အဲ့လိုမှန်ကန်နီးလာမှန်ချပြတဲ့သူတွေကိုကြတော့သူတို့ကဘယ်လိုပြောမလဲမလိုလားအပ်ဘူးနော်မလိုလားအပ်ဘူးအဲ့လိုမျိုးပေါ့စီးပွားရေးရောနော်ဒေါအောင်ဆန်းစုကြည်ကလည်းဘယ်လိုပြောမလဲလူထုရဲ့ထောက်ခံမှုရဲ့ပါဝါကိုအသုံးချပြီးတော့မှနည်းနည်းချီပြားလွတ်သွားတာပေါ့နည်းနည်းမန်တက်သွားတာပေါ့နော်အဲ့လိုမျိုးပေါ့မန် ဟုတ်တော့ဟိုဟာသားအနေနဲ့ပဲကြည့်ပါတော့ဗျာဒီတန်းစားတွေကိုနော်အကောင့်ပြောတာပါသူတို့ကတော့သူတို့ကျွန်တော်လေဖះဆူကပါစေအဲ့လိုဘောဟာမျိုးတွေဖြစ်မှကျွန်တော်အရန်ကြောက်အဲ့ကျွန်တော်အရန်ကြောက်ဆိုကိုတော့ဟုတ်လာပြီထင်ပြီးတော့ကိုလုံနေတဲ့အလုပ်က80ရာကြီးဖြစ်နေမဲ့အရာမျိုးနိုင်ငံရေးနဲ့ပတ်သက်လို့ပေါ့နော်ငါတက်ပြောနေမယ်ဒါပေမဲ့စောက်တလွဲပြောနေတာတွေဒါပေမဲ့ကိုတော့ကိုပြောတာအမှန်အဲ့လိုလူမျိုးတွေအခုသူ့ပုံစံမျိုးပေါ့အဲ့ဒီဘောကရောက်မှကျွန်တော်အသေးလဲကြောက်လို့ကျွန်တော်အကောင်းဆုံးဒါကြောင့်မလို့အခုကျွန်တော်ကိုတိုက်ခိုက်တဲ့ပွဲမှာလဲလေကျွန်တော်ဒီတိုင်းမနေဘူးကျွန်တော်လည်းပတ်သက်လို့ဗီဒီယိုတွေတင်ကြတယ်မလားပေတွေအကောက်အထုတွေမျိုးစုံကျွန်တော် comment တွေမှာ like ကြည့်ပေးတယ်ကျွန်တော်အချိန်ရရင်ရတယ်ပေါ့နော်အမြဲတော့မကြည့်နိုင်ဘူးပေါ့ဘာလို့ဆိုတော့ငါပဲမှားနေလားအကောင်းပြတာပါငါပဲမှားနေလားငါဘက်ကတရားလုံးနေတာငါဘက်ကဖောင်းနေလားစက်တက်ဖြစ်ပေါ့နော်ကိုယ့်ရဲ့အားနည်းချက်ဘာရှိလဲလိုက်ကြည့်တယ်သူတို့ဘဝဖြစ်80ကြီးကြီးသူတို့ဒါ80အကောင်းမှမတည်ဘူးသူယုံကြည်ချက်အဖြစ်နဲ့သူတို့ပြောနေတာဟုတ်တယ်မလားဒါပေမဲ့ငထင်ပြည့်တဲ့လူတွေအနေနဲ့မြင်လိုက်ရင်ဒါဘယ်အတန်းစားမှထားလဲအေးအဲ့လားပဲဘလောက်ကြောက်ဖို့ကောင်းလဲစဉ်းစားကြည့် တက်သွားတာပေါ့အစိုးရကိုနည်းနည်းဂယုမဆိုင်တဲ့သဘောပေါ့ဒေါ်အောင်ဆန်းစုကြည်ကနိုင်ငံရေးကိုကျွမ်းကျင်မဲ့ပါနဲ့မဲ့ ဘယ်အစိုးရကိုဂယုမဆိုင်တာလဲလို့ဟောစာမတက်ပင်တက်ပြောချင်တာကြီးစွတ်ပြောဟမ်ဘယ်အစိုးရကိုဂယုလဲဒေါ်အောင်ဆန်းစုကြည်ကအစိုးရအဖွဲ့ခေါင်းဆောင်လေအစိုးရကနင်တို့စစ်တပ်ကိုအစိုးရလို့ပြောနေတာလားဟမ်ဒုက္ခပါပဲအစိုးရဆိုတဲ့သဘောကရတော့ဘာမှန်းသိရတာကွယ်ဟောသူတို့ဘက်မှာလည်းနော်သူတို့ဟာလေးတွေကိုပွဲထုတ်နေကြဒါကြောင့်မလို့သူတို့ဘောမတွေဒီကောင်မကိုဟမ် ဆိုရင်စစ်အစိုးရနဲ့နည်းနည်းညနိုင်လေးနဲ့သွားရမှာလေဒါဆိုလို့ရှိရင်เนาะ9နှစ်အုပ်ချုပ်ရာကနေပြီးတော့မှเนาะလူထုရဲ့ထောက်ခံမှုနဲ့10နှစ်လည်းဖြစ်ရင်ဖြစ်သွားနိုင်မယ်15နှစ်လည်းဖြစ်ရင်ဖြစ်သွားနိုင်မယ်လေဟုတ်တယ်မလားเนาะသူအကြောင်းစီးစရာအကြောင်းလည်းမရှိဘူးဒေါ်အောင်ဆန်းစုကြည်ကမှန်ကန်နဲ့ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံတဲ့လူတွေကလည်းငါနိုင်ငံငါလူမျိုးမှန်ကန်နဲ့တိုးတက်အောင်လုပ်ပေးခြင်းနဲ့စိတ်ဆန္ဒတွေရှိခဲ့ရင်အခုလိုဖြစ်လာစရာအကြောင်းမရှိဘူးเนาะ တနေ့ကြီးတော့ဒါလည်းအကုတူလိုမျိုးပဲဗျကံကြိုးပေးနေတာနော်ဟုတ်တယ်ဒါကျွန်တော်တို့ကတခါကျရင်တော့ဒေါသစိတ်နဲ့ဆဲဆိုပြောသူတို့ဘဝအဲ့ဒါဝစ်ကြွေးဘာလို့ဆိုတော့လူဖြစ်နေတဲ့တားနဲ့
တာမန်လူဒန်းစားနဲ့မညီပဲနဲ့နှိမ့်ညနေတဲ့ဘဝအဲ့ဒါဝစ်ကျွေးခံနေရတာပြန်တွေးကြည့်မယ်ဆိုဟုတ်တယ်နော်အဲ့ဒါဝစ်ကျွေးလို့ကျွန်တော်မရောက်ဝရေးကြည့်တယ်မြန်မာပြည်မှာလူဦးရေတန်း90ကျော်ရှိတယ်တန်း40ကျော်ရဲ့အမြင်ကဘယ်လိုမြင်လဲအခုတူပြောသွားသလိုမြင်တာမမြင်ဘူးဟုတ်တယ်မလားသူ့ကိုဘယ်အတန်းစားလို့မြင်တယ်ကျွန်တော်မြင်တယ်ဟဲ့ရုပ်တံမှာကြည့်နေတဲ့လူအများစုကလည်းကျွန်တော်သိတယ်ဘယ်လိုမြင်မလဲဆိုတော့ဒါပေမဲ့တူဟာအဲ့ဒီဘဝရောက်နေပါတယ်သူ့သိလားမသိဘူးဟိုကျွန်တော်တို့ငယ်ငယ်ကဟိုနေဇက်တော်ထဲမှာပါတဲ့ပုံမြင်တွေပေါ့နော်ကျွန်တော်ကလေးဘွားဆိုအရင်ကြိုက်တာပဲဓာတ်တော်ဆက်ကိုဘရုံမှာကြာထင်ပြီးတော့အိမ်ကမိဘကိုစော်ကားပြီးတော့ဟုတ်တယ်မလားထော်သွားတာကျွန်းကျွန်းကတ်တော့သူ့စိတ်ထဲမှာဒါဘရုံမှာလှပတဲ့ဘရုံမှာကြာပန်းခိုင်ကြီးပန်ထားတာငါ့ကိုခဏပေးပန်ပါလားဒါပေမဲ့ဟိုကဝစ်ကျွေးကုန်တော့မယ်တယောက်ကခေါင်းပေါ်မှာဓာတ်တော်ဆက်ခုတ်နေတာတွေးတန်တရေရဲနဲ့ဓမ္မပတ်ခုတ်နေတာဆိုတော့အဲ့ဒါကိုကိုလိုသူ့လိုလူတွေအမြင်ကဒါဓာတ်တော်ဆက်အာကြောက်စရာကြီးသူ့ရဲ့တရေရဲနဲ့ဒါတောင်းကောင်းတဲ့အရာမဟုတ်လိုချင်တဲ့အရာမဟုတ်ဘူးဟုတ်တယ်မလားဒါပေမဲ့ဒီလိုဘဝတူဖြစ်နေတဲ့ဟာကြတော့ငါ့ကိုခဏပေးပါကွာငါအဲ့ဒါလေးစောင်းချင်လို့သူအမြင်ချင်းကအဲ့ဒါဟုတ်တယ်မလားခွေးတစ်ကောင်ကလူတစ်ယောက်ကမစင်ဘူးဆိုရင်ယွန်းတာနိုင်တာမစင်ဘဒူးမှမစင်မမရဲဘဒူးကရှိမှာမဟုတ်ဘူးဟုတ်တယ်မလားဟိုယူနေတဲ့လူကလွဲလို့ပေါ့ဒါပေမဲ့ခွေးတစ်ကောင်အမြင်နဲ့တွက်ကြည့်ရင်ဘာယွန်းစရာရှိတယ်စားစရာတော့သူပြောမှာပေါ့မင်းတို့ကဒီလူတွေကစောက်ယူတွေကွာပြောမှာဟုတ်တယ်မလားတခါကျရင်လောကကိုမှန်တယ်တင်တဲ့အရာတွေကတစ်ဖက်မှာအဲ့ဓာတွေအဲဒါကြောင့်မလို့ကိုမှန်တယ်လို့အရာတိုင်းမှာလိုက်ထင်လို့မရဘူးလောကတဘာဝနိယာမဆိုတဲ့လောကတဘာဝပေတံနဲ့ကျွန်တော်တိုင်းဖို့လူတယ်နော်အဲ့တော့နင်တို့ဘောမတွေကိုလည်းပြောချင်တာကမကြိုက်ခွင့်ရှိပါတယ်တောင်စားစီကိုနင်တို့မကြိုက်ခွင့်ရှိတယ်ဒါနင်တို့အခွင့်အရေးနော်ကြိုက်ပါလို့ငါတို့တော့ပြောလို့မရဘူးမုန်းခွင့်ရှိတယ်အဲ့ဒါနင်တို့ရဲ့အခွင့်အရေးအေးဒါပေမဲ့စော်ကားခွင့်မရှိဘူးအဲ့ဒါလေးကိုတော့နင်တို့အောက်တန်းစားတွေကိုတိစေချင်တယ်အကောင်းပြောတာနော်ပြီးလို့ရှိရင်အမိမြန်မာနိုင်ငံပြည်သူပြည်သားတွေအတွက်နော်ဘယ်နိုင်ငံကလည်းမသိဘူးဂျက်လီမမန်းမိလို့နော်တန်း80အမိမြန်မာနိုင်ငံအတွက်ကိုလှူဒန်းတာနော်လှူဒန်းတဲ့အခါမှာတအိမ်နောင်ကိုတသိန်းလူ10ယောက်တအိမ်နောင်ကိုတသိန်းမဟုတ်နော်လူ1ယောက်ကိုတသိန်းတအိမ်နောင်မှာ10ယောက်ရှိရင်10သိန်းလှူလို့ရတယ်နော်တန်း80လှူတာနော်အမှတထေးတွေဖယ်လိုက်ဝန်ထမ်းတွေဖယ်လိုက်အသင်းလျောက်ရှိတဲ့သူတွေကိုဖယ်လိုက်အောင်အဲ့ဒါကိုတအိမ်နောင်3000ပဲထောက်ပံ့သွားတာနော်နော်လှုပ်ပေးခဲ့တဲ့လူတော်မှပြန်ပြီးတခိုးဆွဲပြီးပြစ်ချကြတယ်အဲ့လိုဘဝမျိုးကြတော့မင်းအောင်နိုင်တော့မတန်ဘူးလားအခုလက်ရှိကြုံတွေ့နေရတဲ့ခေတ်ကြုံတွေ့နေရတဲ့ဘဝနဲ့ပဲမတန်ဘူးလားအေးအဲ့ဒါပဲကြည့်ဓာတ်တော်ဆက်ကိုဘရုံမာကြာထင်းနေဆိုတာမတူနေဘူးလားဟုတ်တယ်မလားဒီလိုတန်းသားတွေကိုဒီမိုကရေစီပေးလိုက်ကိုတန်းလားအဲ့တော့ကျွန်တော်ပြောတာယုံတာကျွန်တော်ပြောမယ်ဖြစ်နိုင်မယ်ဆိုမြန်မာပြည်ကလေတောင်မြန်မာမြောက်မြန်မာခွဲချင်တယ်ကျွန်တော်တော့ပေးလိုက်နေကြရောင်ပြီးတော့ငါတို့တောင်မြန်မာဘက်ချမ်းကိုဟိုပတ်စပို့တော့ရိုးရိုးစက်ကူနဲ့လုပ်တဲ့ပတ်စပို့မဟုတ်ရွှေပေလွာနဲ့လုပ်တဲ့ပတ်စပို့နဲ့ကူးလာမယ်ဆိုရင်တော့ပါရိုက်လုပ်မယ်တကောင်မှလာခိုင်းမှာမဟုတ်ဒီတန်းသားတွေကိုကျွန်တော်အကောင်းပြောတာဒီလိုဟာမျိုးကျွန်တော်ကယ်လည်းမကယ်ထိုက်ဘူးလှုပ်ပေးလိုက်တော့မှတွားတကယ်မင်းအောင်နိုင်တဲ့တန်တဲ့တန်းသားတွေ80လူတာနော်သူများနိုင်ငံကနော်အဲ့တော့ခါကြတော့နော်အဲ့လိုပေါ့သူတို့အချင်းချင်းသားတွေမှာလည်းလှုပ်ရှားမှုတွေဘာတွေညာတွေကွတ်ကွတွေပေါ့နော်နောက်တစ်ပိုင်းဆက်လာမယ်အချိန်အားသိမ့်မရအောင်အဲ့လိုဒေါအောင်ဆန်းစုကြည်ကနိုင်ငံရေးကိုမကျွမ်းကျင်တော့ဒေါအောင်ဆန်းစုကြည်နာမည်နဲ့အတုံးချပြီးတော့နော်လှုပ်တဲ့အလုပ်တွေကလည်းအများကြီးရှိသေးတယ်အချိန်အားသိမ့်မရအောင်ဆက်ပြောပေးမယ်နော်နှစ်3နှစ်ရှိသေးတယ်တော်ပါတော့တစ်တစ်ခုနားထောင်လာရင်လူသက်စိတ်ပေါက်သွားတယ်သိလားအကောင်းပြောတာငါတို့နိုင်ငံမှာဒါတော့အောက်တန်းသားတွေဘယ်တော့ပေါ်နေပြီလဲလို့ဆိုတဲ့အတွေ့အလဲတွေးမိသွားတယ်အဲ့တော့မင်းအောင်နိုင်ရဒီနေ့ချိန်ဒီစောက်ွက်နော်ပြစ်တီစောက်ွက်ကြီးကမြင်းနေရမှာပေါ့ဒီတန်းသားတွေရှိနေတွေ့ရတော့အဲ့ဒီပြစ်တီစောက်ွက်ပြီးနောက်ထပ်ပြစ်တီစောက်ွက်တွေပေါ်လာအောင်မှာပဲမဘူးနဲ့အာနာယူကလက်၅ချောင်းမပြည့်ဘူးအာနာယူလက်၅ချောင်းမပြည့်တာကိုကြုံယူတိမ့်နဲ့ချီတဲ့လူတန်းစားတွေကြောင့်ဒီလိုအောက်တန်းစားတွေရှိနေလို့တန်းနဲ့ချီတဲ့ဘဝတွေမလွတ်လပ်တာ